မင်္ဂလာပါဟာသော healing space မှာကြိုဆိုပါရရှင်ဒီကနေ့ရဲ့ collective energy intuitive reading ကဒီနေ့ရဲ့စွမ်းအင်အားတော့အုံနောက်နဲ့နှလုံးသားအသိဉာဏ်နဲ့မြတ်တရားတို့အပြိုင်ဆိုင်အကျိုးပြုမဲ့ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ပြတ်သားတဲ့တွေးခေါ်မှုလျင်မြန်တဲ့အဆုံးဖြတ်ချက်တွေနဲ့အတူအမှန်တရားကိုဦးတည်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲလှပသစ်လွင်တဲ့မေတ္တာစွမ်းရည်နဲ့စိတ်အေးချမ်းမှုကိုပြေဝရရှိပါလိမ့်မယ်အုံနောက်ရောနှလုံးသားပါမျှတစွာစီမံနိုင်တာကြောင့်စိတ်လှုပ်ရှားစရာကန့်လန့်ချက်တွေစေတနာမှန်တဲ့ဆက်ဆံရေးတွေကိုတည်ငြိမ်စွာလက်ခံရရှိနိုင်မှာဖြစ်ပါတယ်ဒီကနေ့ရွတ်ဆိုရမယ့် affirmation ကတော့ငါဟာရှင်းလင်းပြတ်သားတဲ့အသိဉာဏ်ငြိမ်းချမ်းတဲ့မေတ္တာစိတ်တို့နဲ့ဘဝကိုဦးဆောင်ပါတယ်ငါရဲ့အုံနောက်နဲ့နှလုံးသားဟာဟန်ချက်ညီစွာပေါင်းစည်းထားပြီးမှန်ကန်တဲ့အမှန်တရားတွေနဲ့စစ်မှန်တဲ့ချစ်ချင်းတရားတို့ကိုလက်ခံကြိုဆိုပါတယ်လို့ရွတ်ဆိုပြီးကောင်းမွန်သော energy များနဲ့ embodiment ယူနိုင်ပါတယ်ရှင်